အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ cookie ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့သလိမ့်ဆန်အဖြစ်အဲ့လိုမျိုးနေပြီးတော့အပြီးပြန်ရမှာပဲဖြစ်ပါတယ်လို့ဆိုတော့ဘာကောင်မှမသိသေးဘူးလိုင်းရမကောင်းပြီးတော့ဟိုနေရာတော့ရမယ်သူပြရတယ်နေလေနေတာကဘာကောင်ကြီးမှမသိလိုင်းရတဖြည်းဖြည်းနဲ့တော့လိုင်းကောင်းလာပြီပေါ့နော်အဲ့ဒါအဖိုင်တုံးကြီးထက်ကြီးလာမသိမှန်တာပေါ့4000ကောင်ကြီးဖြစ်နေတာပါဟုတ်တယ်မလားဟုတ်တယ်4000ကောင်ကြီးဖြစ်နေတာပါမဟုတ်ခါဒီ4000ကောင်ကြီးမဟုတ်4000ကောင်ကြီးမဟုတ်ဆိုတာပါကြီးမြင်းညောင်အပြားကြီးသူပြတာအများပြတာအော်ဤပါကွာပိုးဟတ်တဲ့ပိုးဟတ်ကြောက်တယ်လို့ဟာပိုးဟတ်ကြီးတော့မရရတယ်နဲ့အဲ့လိုမျိုးချောမောလာပါရဲ့လူငယ်တယောက်ကပိုးဟတ်ဖြစ်ရတယ်လို့ငါဘောရအာရပင်းကူဖြစ်သွားပြီဟုတ်တယ်ပင်းကူဖြစ်သွားပြီဒါလေဒီမှာခဏကျွန်တော် level 20လောက်ထိရအောင်လုပ်လိုက်မယ် level 20လောက်ရောက်တော့မှကျွန်တော်ပြန်တွေ့ပါပဲအမှန်အခုဆိုရင်တော့ level 20ဖြစ်သွားပြီပေါ့ level 20ဖြစ်ပြီတော့ပြန်ကြည့်အောင်ဒီလောက်ကတော့ကျွန်တော် level 20တော့နဲ့မြန်သွားပြီအပြင်မှာလည်းဒီလိုပင်းကိုအကြီးငါတွေ့လိုက်တော့နှလုံးမှာရောက်သွားလို့နေတာကွာမင်းကောင်တော်ရပြီဒီဘာထက်ကြော်ရင်ရပြောလို့ရမရလောက်နဲ့ထင်ဒါပဲယူလိုက်ဒီမှာဒီမှာအကောင်ပြောင်းလို့ရတယ်ကြက်ပေါက်လေးဖြုတ်သွားပါပြီကျွန်တော်ခုဆိုရင်တော့ကျွန်တော် rebat တစ်ခါဆိုရင်ဒီအစင်းရောင်ပေါ်တက်ကျွန်တော်တို့တက်ပြီးစီးလို့ရပြီပေါ့25ပြည့်တော့မယ်25ဆိုရင်ကျွန်တော်တို့ rebat လုပ်လို့ရပြီပြိုင်ပြီးပဲတော့တော့ဘာလို့လဲဆိုပြိုင်နေရဖလားရတယ်လေဖလားရရင်အကောင်အသစ်တွေပြောင်းလို့ရတယ်အဲ့ဒီညာပို့ပြီးတော့မြန်ဆန်တက်ကြွသူချက်ဖားဖြစ်နေဒါချက်ဖားမဟုတ်တာချက်ပေါက်ပဲရှိတယ်မင်းကဘာလို့ချက်ပေါက်တွေချက်ဖားတွေလုံးနေတာချက်ပေါက်လေချက်ဖားပဲချက်ဖားလေချက်ပေါက်ပဲသူတို့ပဲရအောင်ရုပ်တရက်ချဖို့မင်းဝင်လာအမတ်တမဲအသေးခွဲလို့ထွက်သွားငါမှမရှိပဲခွန်လို့ခဲ့အသာထိုးပြီးမပြေချင်မှနှလုံးသားတွေနဲ့ဒီရောက်သွားဒီတန်နဲ့ဆိုရင်လုံးဝပါအဆူတော့လုပ်လို့ရပြီဟဲ့တွမ်းပိုင်တို့ကြီးဖတ်တို့မင်းသူတို့ထက်တော့မှနာမည်ကျော်လောက်တယ်ငါအတန်နဲ့ဆိုမင်းအောင်လဘူးတို့လိုင်းမိုးတို့ထက်မင်းနာမည်ကျော်ရင်ကျော်သွားမှာပြောလို့မရသူ့အတန်နားထောင်တော့အောင်လဘူးတမယာဒီလာတဲ့အတန်နဲ့အဆူတော့ဖြစ်ကျင်နေရတယ်နှုတ်မင်းချက်ဖားဖြစ်နေပြီကွာမင်းချက်ပေါက်ဖြစ်နေပြီကွာချက်ဖားတော့မဟုတ်ဘူးဟာချက်ဖားနဲ့ချက်ပေါက်နဲ့တူတူပါပဲဆိုတော့ခေါ်ချောက်ရလိုက်တော့ကွာဒီကောင်ဟာကွာဘာမှမသိသူတို့ level ကြီးလိုက်တဲ့ချိန်မှာ24တော့ရောက်နေပါ25ပြည့်ဖို့နည်းနည်းလေးပဲလို့တော့25ပြည့်တာမပြည့်တာမင်းဆောင်ကြောင်းလေဒီဘက်လောက်လို့ရပြီဒါဆိုရင်တော့ဒီခင်းကမပြေဘူးဟိုမှာဟဲ့ကွာဟိုဒီမှာဘာမှမလုပ်ရကြည့်လို့ဒီမှာဒီဘောကြီးဘယ်တော့မှမလုပ်နိုင်ဘူးတော့ဘယ်တော့မှမလုပ်နိုင်ဘူးလို့ကနေ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 ဘာလို့ဒီပြန်နေပြင်ဒီဆိုင်ကလည်းလည်းကွာနေရနေ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 
ဒါတော့ပြန်တော့လိမရှိဘူးကတော့တယ်ဟုတ်တယ်ဟုတ်တယ်လုံးရပါလက်ထားနေပါလိအဲ့ဒါတော့ပြန်ဒီနေရာကြီးကြတော့လုံးဝမျက်စိမိတ်ပြီးတော့သွားရင်တော့မှဟိုမှာကြာတော့မယ့်နေရာမဟုတ်တော့ကြာတော့မယ့်နေရာမဟုတ်ဘူးဒီကောင်ဖင်ကရတာကွာဝီ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 ဒီကိုကြော်ကြည့်မယ်နော်ပြေးသွားမှာအိုးရောက်တယ်ဟာဒီမှာ15လုံးနဲ့အဲ့လို10ခုဖြစ်သွားတယ်ကြွက်ပြောင်းတော့မှာပဲကျွန်တော်တို့ရဲ့ဒါဘာကြွက်လဲကြွက်တော့မဖြစ်နိုင်ဘူးမြေကြွက်လားမသိဟုတ်တယ်မြေကြွက်နီးပါးတော့ဖြစ်သွားတယ်ဒီကောင်ကြတော့ခုကျွန်တော်ကြောင့် level 30ကျော်ပြီး level 40တော့ရောက်တော့မှာပဲနော်နည်းနည်းပဲလူတော့တော့ကွာပြေးလိုက်ပါတော့ညကျွန်တော်တို့တွားမယ်လားတွားပြိုင်မယ်အိုးဆောင်းဝဲမြင်ရတယ်ဟာအပြင်မှာလည်းကြွက်တွေတောင်မြင်ရင်တော့သမီးငါတို့တွားပြီပဲတွားရလေတော့မီးနဲ့မိချာချီရမ်းချစ်ခဲ့ကြတယ်ဖြတ်တိုက်သွားတာနင်းမတွေးလိုက်တာကွာဒီနေရာကျတော့ easy ဖြစ်သွားပြီဒီကောင်ကျတော့ဒီဘေးမှာတိုင်းဟုတ်ပါဘဲညမ်းမှာတိုင်းသူ့လည်းဘာမှမလုပ်ပဲဗလိုင်းဆဲတာဟိုဒီကောင်ရေးမှုမရှိရကောင်တန်တာဗုဒ္ဓဘာသာမြန်မာနိုင်ငံကွာ recording နဲ့လုပ်နေအောင်ငါပါဇက်ကလည်းဘာလျှောက်ပြောနေမှမသိဒါလေးကျရင်ကြောင်နေဆောင်းဝဲဖြည့်လိုက်တာနဲ့ခေါင်းကနေပလက်ကျော်သွားဒီအောင်ဖြတ်မယ်ဟိုဟို200ပဲယူလိုက်တော့ဟာရှင်းရပါပြီရှင်းရနေနဲ့ဆိုဒါဘာကောင်းလဲမွေးပါလားမြန်မာလူခေါ်ရင်အဲ့ကောင်level 9တိတ်အောင်ရင်တော့ကျွန်တော်တို့ဟိုဖြစ်လို့ရပြီဒါမဲ့ဒါဘာကြီးလဲမသိဘူးဟောဒီမှာရောင်းတာတွေစပိဝယ်လို့ရတယ်ဟာသူပလာ25လုံးဆိုရင်အနီရောင်ဟာဝယ်လို့ရမယ်ဒါပါဒါရောပါရော50ဘီလီယံကြတော့လွန်တာပေါ့လို့ကျိုးစားရမှာကိုကြီးလေဝယ်စားနိုင်အောင်50ဘီလီယံဆိုတော့အပြင်မှာဒါပန်းတီတစ်လုံး50ဘီလီယံဆိုရင်မင်းငါတို့သမင်းအောင်နှမ်းမှန်အောင်သားသမင်းတစ်စီကိုဘယ်လောက်ဖြစ်သွားအနည်းဆုံးသမင်းတစ်စီကို9သိန်းလောက်ဖြစ်သွားတပိတ်တာဆိုရင်330အဲ့လို300
အဲ့လောက်ထိတော့ဖြစ်လောက်ပြောလို့တော့မရတောင်း5 million လောက်လည်းဖြစ်သွားနိုင်တယ်ပန်းဒီတစ်လုံး50တော့50 billion ဆိုတော့ဒီနန်းကြီးကတော့မျက်စိမိတ်ပြီးရောဟိုဖြစ်တာတော့မှလုံးဝအေးဆေးတွေ့သွားပြီဝီးကြတော့မှာမြန်နေရောပဲကွာသူတို့ကြတော့မြင်းနာမည်တွေ့တယ်ဒီကောင်ကဘာကောင်းကြီးမှမသိယေးဒီမှာရောက်ပြီစပီးဝယ်လို့ရပြီမြင်းညောင်းလေးပါလားတို့ပြေးလိုက်မင်းဒီကိန်းကပြေးမို့တော့နည်းနည်းကောင်းငါတို့ရေချောလူတွေပဲဆော့နိုင်တယ်ကျွတ်လို့ငါမင်းကိုပြေးပြအောင်ငါမင်းထက်မြန်နေရောမင်းက40ဓမ္မ56ခွန်အဲ့လောက်ပဲရှိရမင်းငါ100ကျော်နေပြီကွာမင်းက42 43လောက်ပဲရှိရကွာငါ100ကျော်နေပြီရှင်းမှသားဖြစ်သွားရဒါမဲ့မင်းငါထက်နှေးတော့မယ်ရှင်းလားဟုတ်မင်းအသက်အောက်ပြီးစောနေရဟေးဒီလိုကိန်းနေရတေဝိုင်းအစအနေပြန်စားပြင်းကောင်းမလားမပြင်းကောင်းလားဒါလေဘယ်လိုမပြေးရပဲကောင်းလိုက်ဘာလို့လဲတော့ level 60ရောက်မှ speed level 60ရောက်မှတွားလို့ရမှာဆိုတော့ဒါလေးပဲယူလိုက်ဒီတမ်းမှလေအော်ဒီမှာတော့စပီးရကနန်းပြောင်းလိုက်ရင်စပီးရငန်းအဲ့ရတရားကနန်းပေးလိုက်တော့မှာလားတော့ငါဒီလိုတော့ခဏဒီလိုတော့မှာပါကနန်းပေးလိုက်တော့ဘယ်ကနန်းအရှိတက်တဲ့သွားတော့အေးဆောက်ကျိုးနေကနန်းဒီတော့ထိမြန်တာငါဒီကွာပဲတွေ့ပြီးတော့အမေကဘာလို့ပြန်မသွားတာတော့ပြန်လေကောင်းကင်ဘုံပြန်တက်ကမှာမဟုတ်လားဘာလို့လမ်းလျှောက်နေတာအတောင်မပါရဲ့ကောင်ကြီးကတော့ဟုတ်ပါအတောင်မပါရဲ့ကောင်ကြီးကပြေးနေတယ်လွယ်ကြီးကြတော့ဟောမပြေးတော့ကွာနည်းနည်းလေးတော့လေပေါ်လွင့်ပြီးတော့သွားရမှာကွာသိရမှာအရင်ဟိုလိုအမြင်ကြီးမပြန်ရင်ကွာလေပေါ်တော့နည်းလေးလွင့်နေရမှာပြေးသွားတယ်ကွာကြီးမယ်တောက်ချက်တော့အလုံးပဲဒီနေ့ကတော့ဒီတော့ပါပဲကျွန်တော်ဗီဒီယိုအရင်ရှည်သွားမှာမဟုတ်လို့ပါ bye bye